ပဲဒီဗီဒီယိုတွေကတော့အခုလုံးလုံးစင်မှာဖြစ်ထားနေတယ်ဥမြင့်ဆိုကြီးကဆိုတဲ့ဟာပေါ့နော်အဲမှာဒီလူလေးနဲ့ဥမြင့်ဆိုကြီးဆိုရင်တော့တော်လေးကိုလက်ခံကြီးတော့ကဲနေအောင်နော်ချင်းလေးနဲ့ဘေဘီလေးတွေလည်းခုံပေါက်နေတာပဲဥမြင့်ဆိုကြီးကတော့တဖြီးနေပေါ့နော်တော်လန်းနေတာနော်စိတ်ပြူကိုမြည်ဆိုအတာမျိုးပြောရတယ်တော့ဘောင်းလေးလောက်ကုန်ဖွာလိုက်သေးတယ်ဗျကဲလာတဲ့နေငါလဲပဲဆိုလာတယ်တဖြီးလေးနဲ့ဗျာဒါတော့သူဒုတိယပုတ်ဖြစ်ဟောဒီမှာမမီပါတာဗျဟာကလေးမတို့ကရှယ်ကဲတာဟီမမီရောဟဲရီရောမြင့်ဆိုရောရှယ်ကျုံးတာနော်ခွဲလိုက်ကြည့်လှရတယ်ကွာ